ဟိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လေးလာမယ့်အခန်းကတော့လေဟိုအခန်း10ပေါ့နော်မူကုန်းခွေဆိုတဲ့ဈေးဝယ်ခြင်းအကြောင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ကိုရီးယားလိုဈေးဝယ်တဲ့အခါသုံးတဲ့စကားလုံးတွေပေါ့နော်ကျွန်တော်တို့စတဲ့ဟိုအပြေအဝကိုအစင်သင်ဖြစ်နေပါပြီဗျာကောင်းပါတယ်ဒီအတန်းဖိုင်းရဲ့အဓိကရည်ရွယ်ချက်ကလေဟိုရှင်းလင်းချက်တွေကိုဒီတိုင်းထိုင်နားထောင်နေဖို့မဟုတ်ဘူးပေါ့နော်ဆီယာမရဲ့နောက်ကနေအတူတူလိုက်ဆိုရင်းနဲ့ကိုရီးယားလိုအဆက်မပြတ်လေ့ကျင့်သွားဖို့ဖြစ်ပါတယ်ဟုတ်ကဲ့ဆိုတော့အရင်ဆုံးစကားလုံးတွေကိုလေ့ကျင့်မယ်ပြီးမှဝါကြတွေစီသွားကြမယ်ပေါ့နော်မှတ်တယ်ပေါ့ဟိုစကားလုံးတွေကိုအရင်ဆုံးလေ့ကျင့်ကြမယ်လေဟုတ်ကဲ့စလိုက်ကြအောင်ဗျာကဲဈေးဝယ်တဲ့အခါပထမဆုံးအနေနဲ့ပစ္စည်းတွေရဲ့အရွယ်အစားကိုပြောကြမယ်နော်ကြီးတဲ့ဆိုရင်ခုတာလို့ခေါ်ပါတယ်အခုဆီယာမဖြည်းဖြည်းချင်းနဲ့ခောက်ဖတ်ပြအောင်မယ်ခုတာပြီးတော့ပုံမှန်မြန်လုံးနဲ့တစ်ခေါက်ပါခုတာဟုတ်ကဲ့လိုက်ဆိုပါမယ်ဖြည်းဖြည်းချင်းအရင်ပေါ့နော်ခုတာအခုပုံမှန်မြန်လုံးတွေကခုတာတကယ်ကောင်းပါပဲအခုနောက်ထုံနေတဲ့သူတွေလည်းကိုယ်တိုင်လိုက်ဆိုဖို့အချိန်ပေးပါမယ်ဆိုကြည့်ပါအောင်ဟုတ်ကဲ့အပြင်ကနေအတန်းထွက်ပြီးလိုက်ဆိုဖို့အရင်ရေးကြည့်ရဗျာဟုတ်တယ်အခုစင်ကျင်ဖတ်အနေနဲ့သိငယ်တယ်ဆိုရင်တော့ချက်တာလို့ခေါ်ပါတယ်ကျွန်မရင်းဖတ်ပြမယ်နော်ချက်တာပုံမှန်အမြန်လုံးနဲ့ချက်တာဟုတ်ကဲ့ဗျာချက်တာပြီးတော့ပုံမှန်အတိုင်းဆိုချက်တာမှန်ပါတယ်အားလုံးပဲကိုယ်တိုင်လိုက်ဆိုကြည့်ကြပါဦးနော်လိုက်ဆိုနေကြမယ်လို့ထင်ပါတယ်ဗျာဟုတ်ပြီအရွယ်အစားပြီးတော့ဈေးနှုန်းပါဈေးပေါ်တယ်ဆိုရင်စားတာလို့သုံးပါတယ်နားထောင်ကြည့်ပါနော်စားတာပုံမှန်အမြန်လုံးနဲ့ကစားတာဟုတ်ကဲ့ဗျာစားတာပုံမှန်အမြန်လုံးကစားတာဟုတ်ကဲ့အားလုံးပဲလိုက်ဆိုကြည့်ပါဦးဈေးပေါ်တာရှိရင်ဟိုဈေးကြီးတာလည်းရှိရမယ်ထင်တယ်နော်ဟုတ်တာကဈေးကြီးတယ်ဆိုရင်တော့ဖိစားတာလို့ခေါ်ပါတယ်ရွှေ့ကဖိဆိုတဲ့အတန်ဒီပေါင်းထည့်ရုံပါပဲဖိစားတာပုံမှန်အတိုင်းကဖိစားတာလဲပါတယ်ဗျာဖိစားတာပြီးတော့ဖိစားတာတိတ်ကောင်းတယ်အားလုံးပဲကိုယ်တိုင်အတန်ထွက်ကြည့်ကြပါဦးဟုတ်ကဲ့ဗျာပြီးတော့လေပစ္စည်းတွေရေအတွက်များတယ်ဆိုရင်မန်ထလို့ခေါ်ပါတယ်မန်ထပုံမှန်မြန်နှုန်းတွေကမန်ထဟုတ်ကဲ့လိုက်ဆိုပါမယ်ဗျာမန်ထပြီးတော့မန်ထမှန်ပါတယ်အားလုံးပဲအတန်ထွက်လိုက်ဆိုချီပါနော်ဟုတ်ကဲ့များတယ်ပြီးတော့နဲတယ်လားမယ်ထင်တယ်ဗျာမှန်တာပေါ့နဲတယ်ဆိုရင်တော့ချောက်တာဖြစ်ပါတယ်ချောက်တာပုံမှန်တိုင်းဆိုရင်ချောက်တာဟုတ်ကဲ့ဗျာချောက်တာပုံမှန်အမြင်နှုန်းနဲ့ချောက်တာဟုတ်ပြီအားလုံးပဲလိုက်ဆိုကြည့်ကြပါဦးနော်ဟုတ်ကဲ့တတိတွေပါတယ်ဝေရင်ကောဟိုလက်ဆက်တယ်ဆိုတာမျိုးပြောလို့ရမလားရလာပေါ့ဈေးတွေအကြိုက်ဆုံးစကားလုံးလေလက်ဆက်တယ်ဆိုရင်ရှင်းဟာတာလို့ခေါ်ပါတယ်ရှင်းဟာတာပုံမှန်တိုင်းဆိုရင်ရှင်းဟာတာဟုတ်ကဲ့ရှင်းဟာတာပြီးတော့ရှင်းဟာတာတကယ်ကောင်းပါလေအားလုံးပဲယုံကြည်မှုရှိလိုက်ဆိုကြည့်ပါဦးဟုတ်ကဲ့ဒါဆိုဟိုပုံတွဲနေတယ်ဆိုရင်ကောဘယ်လိုပြောမလဲအဲ့ဒါဆိုရင်တော့ဆန်းဟာတာကိုသုံးပါတယ်ဆန်းဟာတာပုံမှန်မြန်နှုန်းနဲ့ဆန်းဟာတာဟုတ်ကဲ့လိုက်ဆိုပါမယ်ဆန်းဟာတာပုံမှန်ကဆန်းဟာတာကောင်းပါတယ်အားလုံးပဲလိုက်ဆိုကြည့်ကြပါဦးနော်ဟုတ်ကဲ့ဗျဟိုဆီယာမပိုက်ဆံရှင်းတဲ့ခါသုံးတဲ့စကားလုံးလေးတွေကျွန်တော်လေ့ကျင့်ချင်ပါသေးတယ်ဗျဟုတ်ပြီလေအဲ့ဒါဆိုငွေသားကိုရင်ပြောမယ်နော်현금လို့ခေါ်ပါတယ်현금ပုံမှန်တိုင်းဆို현금ဟုတ်ကဲ့현금ပုံမှန်တိုင်းက현금ဟုတ်ကဲ့အားလုံးပဲကိုယ်တိုင်အတန်ထွက်ကြည့်ကြပါဦးနော်ဟုတ်ကဲ့ဗျကတ်နဲ့ရှင်းမယ်ဆိုရင်ရောအကျွေးဝိုင်ခတ်ဆိုရင်တော့신용카드လို့ခေါ်ပါတယ်ခါလို့အတန်ထွက်တဲ့နေရာမှာလေထွက်တန်လေးပါရမယ်နော်신용카드ပုံမှန်က신용카드သဘောပေါက်ပါပြီ신용카드ပုံမှန်မြန်နှုန်းနဲ့က신용카드မှန်ပါတယ်အားလုံးပဲလိုက်ဆိုကြည့်ကြပါဦးဟုတ်ကဲ့အခုဈေးနှုန်းဆိုတဲ့စကားလုံးကိုသွားမယ်cap တောင်မို့ခါကျော်လုတ်တုံးလို့ရပါတယ်အရင်ဆုံး cap ကိုလေ့ကျင့်မယ်နော် cap လို့အတန်ထွက်ရတယ် cap ပုံမှန်က cup ဟုတ်ကဲ့လား cap ပုံမှန်က cap ဟုတ်ပြီအားလုံးပဲလိုက်ဆိုကြည့်ကြပါဦးခါကျော်လေအဒီဖေအတူတူမဲဆိုတော့အဲ့ဒါလေးလေ့ကျင့်ချင်ပါလေဗျာဟုတ်ပြီ
가격 가격 ပုံမှန်တိုင်းဆို 가격 ဟုတ်တယ်가격ပုံမှန်က가격 သိကောင်းတယ်အားလုံးပဲကိုယ်တိုင်လိုက်ဆိုကြည့်ပါဦးနော် ဟုတ်ကဲ့ဗျဈေးစစ်တာကပါတီလာဆရာမ ပါတာပေါ့ဈေးစစ်တယ်ဆိုတာကို 값을 깎다 လို့ခေါ်ပါတယ်ဒီ 깎다 မှာလေ 깎아 အထန်ကိုတာမန်ထပ်ပို့ပြီးပြင်းပြင်းလေးဖြည့်ရွရမယ်နော် 값을 깎다 값을 깎다 ပုံမှန်က 값을 깎다 နည်းနည်းတော့ဖြူရမှာပေါ့နော်값을 깎다ပုံမှန်တိုင်းက값을 깎다 ဟုတ်တယ်အဲ့ဒါပါပဲအားလုံးပဲအတန်ကိုဖြည့်ပြီးယုံကြည်မှုရှိရှိလိုက်ဆိုကြည့်ကြပါဦး ဟုတ်ကဲ့ဗျ ဈေးစစ်ပြီးရင်တော့ပိုက်ဆံရှင်းရမယ်လေပိုက်ဆံရှင်းတယ်ဆိုတာကို 계산하다 လို့ခေါ်ပါတယ် 계산하다 ပုံမှန်က 계산하다 ဟုတ်ကဲ့လိုက်ဆိုပါမယ် 계산하다ပုံမှန်အမြန်နှုန်းက 계산하다 အေးမမတဲ့အားလုံးပဲလိုက်ဆိုကြည့်ကြပါဦးနော် ဟုတ်ကဲ့တကယ်လို့ပစ္စည်းပြန်လဲချင်ရင်ရောဘယ်လိုခေါ်လဲဗျ အဲ့ဒါဆိုလဲတယ်ဆိုရက် 교환하다 ကိုသုံးပါတယ် 교환하다 ပုံမှန်အမြန်နှုန်းက 교환하다 ဟုတ်ကဲ့ 교환하다ပုံမှန်အတိုင်းက 교환하다 ဟုတ်ပြီအားလုံးပဲလိုက်ဆိုကြည့်ကြပါဦး ဟုတ်ကဲ့ငွေပြန်အမ်းချင်ရင်ကောဗျ ငွေပြန်အန်းနေဆိုရင်တော့ 환불하다 လို့သုံးပါတယ်ရှင် 환불하다 ပုံမှန်အမြန်တုံးတွေက 환불하다 ဟုတ်ကဲ့လိုက်ဆိုပါမယ် 환불하다ပုံမှန်က 환불하다 တိကောင်းတယ်အားလုံးပဲတော့တစ်ခါလိုက်ဆိုကြည့်ကြပါဦးနော် ဟုတ်ကဲ့အခုစကလုံးတွေတော့တော်တော်လေးစုံသွားပြီထင်တယ်နော်ဆရာမ ဟုတ်ကဲ့ဒါဆိုဝါကြတွေတွားကြမယ်လေတစ်ခုခုကိုတွေးပြီးအန်တိုမီနဲ့တခါနေယိုဆိုတဲ့တတ်တာကိုသုံးပါတယ်ဥပမာဖယဲထီကတကယ်ကြီးတာပဲနော်လို့ပြောချင်ရင်စူပါဂီ정말 크네요လို့သုံးပါတယ်စူပါ이정말 크네요စူပါ이정말 크네요ပုံမှန်ကစူပါဂီ정말 크네요 정말 크네요 수박이 정말 크네요 뽕만가 수박이 정말 크네요 မှန်ပါပဲအားလုံးပဲအန်ကြတာတဲ့လေတမျိုးနဲ့လိုက်ဆိုကြည့်ပါဦးနော် ဟုတ်ကဲ့ဗျတိတဲ့လက်ဆက်တဲ့ဆိုတာကိုလည်းအဲ့ဒီလိုအန်တီယာလေးတန်းနဲ့ပြောလို့ရလား ရတယ်ပေါ့뜻띠대 되게 셋다베 소예 과일이 싱싱하네요 봐 과일이 싱싱하네요 봐 과일이 싱싱하네요 뽕만과 과일이 싱싱하네요 헛개비야 과일이 싱싱하네요 과일이 싱싱하네요 뽕만은 땅에서 과일이 싱싱하네요 가운데 알론베 제디 위치추레 레타네 라이소치바오 ဟုတ်ကဲ့ဈေးကြီးတဲ့ဆိုရင်ကောအဲ့ဒီတတ်တန်းတွေတွေ့လို့ရလားဗျ 이하렐리 세찌라이달로 표진인 비싸네요 뭐 비싸네요 비싸네요 뽕만가 비싸네요 ဟုတ်ကဲ့비싸네요 뽕만가 비싸네요ဟုတ်ကဲ့အားလုံးပဲကိုယ်ရဲ့အတန်ထွက်ကြည့်ကြပါဦးနော် အဲ့ဒီလိုဈေးကြီးနည်းနည်း short ပေးပါလို့တောင်းဆိုရမယ်ဆရာမ အဲ့ဒီခါမျိုးမှာထောင်းဆိုတဲ့တတဖြစ်ကအာအော်ဂျူးဆေးကိုထုံရပါတယ်နည်းနည်းလောက် short သေးပါဆိုရင်좀 깎아주세요လို့ပြောရပါတယ်좀 깎아주세요 좀 깎아주세요ပုံမှန်က좀 깎아주세요သဘောပေါက်ပါပြီ좀 깎아주세요 좀 깎아주세요ပုံမှန်က좀 깎아주세요 သိကောင်းနေအလုံးမအရေးကြီးကြီးလေးလိုက်ဆိုကြည့်မအောင်နော် ဟုတ်ကဲ့ဗျစက်ကူအိတ်ထဲထည့်ပေးပါဆိုရင်ကော စစ်ကူအိတ်ထဲထည့်ပေးပါဆိုရင်종이 가방에 넣어 주세요 특발에 종이 가방에 넣어 주세요 종이 가방에 넣어 주세요ပုံမှန်က종이 가방에 넣어 주세요 ဟုတ်ကဲ့လိုက်ဆိုပါမယ်ဗျ종이 가방에 넣어 주세요 종이 가방에 넣어 주세요ပုံမှန်က 종이 가방에 넣어 주세요 မှန်ပါတယ်အားလုံးပဲကိုယ်တိုင်စမ်းကြည့်ကြပါအောင်နော် ဝါကြရီလေတော်တော်လေးလေ့ကျင့်ပြီးပြီဆိုတော့လေဟိုပြန်လေသုံးသက်တာလေးလုပ်ပေးပါလား ဟုတ်ပြီအရေးကြီးတဲ့ဝါကြနဲ့ကြောင်းကိုချက်လိုက်ကြည့်မယ်နော်ဈေးကြည့်လိုက်ကနည်းနည်းလောက်ရှော့ပေးပါဆိုရင်비싸네요 좀 깎아주세요 비싸네요 좀 깎아주세요ပုံမှန်က비싸네요
좀 깎아주세요. ဟုတ်ကဲ့비 싸네요 좀 깎아주세요 비 싸네요 좀 깎아주세요 뽀망아 비싸네요 좀 깎아주세요 예, 깜바래. 알롬베 으드도 라이소지 잡아오너? ဟုတ်ကဲ့နောက်တစ်ကြောင်းကကိုဗျာ 뜻이에 되게 렛세다베 소래 와잡아. 과일이 싱싱하네요. 과일이 싱싱하네요. 뽕만가 과일이 싱싱하네요. ဟုတ်ကဲ့ 과일이 싱싱하네요 과일이 싱싱하네요 뽀망아 과일이 싱싱하네요 호게. 알롬베 용지문 슈시 라이소지 잡아오너? ဟုတ်ကဲ့ရှာမဟိုလေပစ္စည်းဝယ်ပြီးမှရွေဆန်းမတော်လို့ကြလဲချင်ကိုဘလို့ပြောရမလဲဗျာ 아, 호비. 방비가 내내 떼닐로 봐. 레베바로 묘진 바꿔주세요. 소라 동화바래. 바지가 좀 작네요. 바꿔주세요. 바지가 좀 작네요. 바꿔주세요. 뽕망가 바지가 좀 작네요. 바꿔주세요. ဟုတ်ကဲ့လိုက်ဆိုပါမယ် 바지가 좀 작네요 바꿔주세요 바지가 좀 작네요 바꿔주세요 뽀망아 바지가 좀 작네요 바꿔주세요 이 만말해. 아론베코랑 어떤 터치 잡아오는? ဟုတ်ကဲ့ဗျာဖိနက်ကကြီးနေလို့ဆိုရင်ကိုဗျာ 알아서인 피네가 니네 찐일로 레질로 봐. 루뼈하멜리. 신발이 좀 커서 바꾸려고요. 신발이 좀 커서 바꾸려고요. 뽕만가 신발이 좀 커서 바꾸려고요. 아, ဟုတ်ကဲ့ 신발이 좀 커서 바꾸려고요 신발이 좀 커서 바꾸려고요 뽀망가 신발이 좀 커서 바꾸려고요 까네. 알로메 라이소 지자바오노? ဟုတ်ကဲ့အစားအစာ리 뽕이로 별내치는 거 사람아 아, 알아서인 반티뽕닐로 봐. 반티고 레베발로 뼈지면어? 사과가 상했어요. 사과를 바꿔주세요. 사과가 상했어요. 사과를 바꿔주세요. 뽕만가 사과가 상했어요. 사과를 바꿔주세요. ဟုတ်ကဲ့ဗျာ 사과가 상했어요 사과를 바꿔주세요 사과가 상했어요 사과를 바꿔주세요 뻔만가 사과가 상했어요 사과를 바꿔주세요 호게 알로메 나르카우 라이소 지자바오? 디라선이로 레뚜에마 터드로 똥로이 아니비노 ဟုတ်တယ်အခုတကယ်ဈေးဝယ်တဲ့အချိန်မှာအပြက်လန်စကားပြောတဲ့ line လေးတွေကိုလေ့ကျင့်ကြည့်ရအောင်တီတီဆိုင်မှာ strawberry တဖာနဲ့ 링모라틴ခွာလုံးပေးပါဆိုတာကိုပြောကြည့်မယ်딸기 한 상자하고 오렌지 5개 주세요 딸기 한 상자하고 오렌지 5개 주세요 뽕망가 딸기 한 상자하고 오렌지 5개 주세요 와자가 내내 실에너 딸기 한 상자하고 오렌지 5개 주세요. 딸기 한 상자하고 오렌지 5개 주세요. 뽀망가 딸기 한 상자하고 오렌지 5개 주세요. 또래 만바래 알로메 라이산 지바오노? 비로 블라웅레로 미메보노? 맘마봇 얼마예요? 고리지메 얼마예요? 얼마예요? 뽕망가 얼마예요? 허게 얼마예요? 얼마예요? 뽕망가 얼마예요? 알로메 띠차 아탄 터지 잡아오노? 사이신가 세표위버. 완나 똥바로 병피대 소바로 2만 원이에요. 2만 원이에요. 뽕망가 2만 원이에요. 허게 2만 원이에요. 2만 원이에요. 뽕망가 2만 원이에요. 깜바래. 알로메 고라이 어탄 터지 잡아오. 어웨어테 사이마 소민고 사마. 어웨 사이마 소인 터티 디펑비 블랑레로 매지면어 사장님 이 바지 얼마예요? 사장님 이 바지 얼마예요? 뽕망가 사장님 이 바지 얼마예요? 허게 라이소밤에 사장님 이 바지 얼마예요? 사장님 이 바지 얼마예요? 뽕망가 사장님 이 바지 얼마예요? 떼깡데 알롱베 라이소 지자바오너? 산신가 레섭 동통 완바루 피메보. 아, 허비 43,000원이에요. 43,000원이에요. 뽕망가 43,000원이에요. 허게병 43,000원이에요. 43,000원이에요. 뽕망가 43,000원이에요. 만바래 알롱베 어떤 초코 판비 라이소 지바오너? 디마 외두가 제스 도메텐데.ဟုတ်တယ်လေးစပ်သုံးထောင်ဝန်းဈေးကြီးလိုက်ကနင်းနေလောက်လျှော့ပေးပါ
လို့ပြောတဲ့ဝါကြောက်ကိုလေ့ကြည့်မယ်차만 3초 원용 비싸네요 좀 깎아주세요 차만 3초 원용 비싸네요 좀 깎아주세요 뽕만가 차만 3초 원용 비싸네요 좀 깎아주세요 စာကြောင်းတော်ရှည်သွားပြီဗျာစာမစမ်ချောင်းဝွန်ယောဘီစာနေယောကျုံကကကျူစေယောစာမစမ်ချောင်းဝွန်ယောဘီစာနေယောကျုံကကကျူစေယောပုံမှန်ကစာမစမ်ချောင်းဝွန်ယောဘီစာနေယောကျုံကကကျူစေယော တကယ်ကောင်းပါတယ်အားလုံးပဲတကယ်အခြေအနေလို့သဘောထားပြီးလိုက်ဆိုကြည့်ကြအောင်နော် ဟုတ်ကဲ့ဒီလိုမျိုးအပြန်အလှန်စကားပြောတဲ့ကိုခဏခဏလေ့ကျင့်ရတာအရန်အဆင်ပြေပါတယ်ဗျာ ဟုတ်တယ်လေအခုနောက်ဆုံးအနေနဲ့အရေးကြီးဆုံးလက်နက်၃ခုကိုပြန်လေ့ကျင့်ကြမယ်နော်ပထမဆုံးကဘလောက်လဲဆိုတဲ့မေးခွန်းပါ얼마예요ပုံမှန်က얼마예요 ဟုတ်ကဲ့ဗျာအာမန်အပြည့်နဲ့လိုက်ဆိုပါမယ်ဗျာ 얼마예요 얼마예요ပုံမှန်က 얼마예요 ဟုတ်ကဲ့အားလုံးပဲလိုက်ဆိုကြည့်ကြပါဦးနော် ဒုတိယတစ်ခုကဈေးစစ်တာပေါ့နော် မှန်တယ်နည်းနည်းလောက်ရှော့ပေးပါဆိုတာလေ좀 깎아주세요 좀 깎아주세요ပုံမှန်က좀 깎아주세요 ဟုတ်ကဲ့ဗျာ좀 깎아주세요 좀 깎아주세요ပုံမှန်က좀 깎아주세요 ကောင်းတယ်အားလုံးပဲတကယ်လော့ပေးချင်လာအောင်လိုက်ဆိုကြည့်ပါဦးနော် တတိယတစ်ခုကလဲပေးပါဆိုတာချင်းတယ်ဗျာ ဟုတ်တာပေါ့바꿔주세요 바꿔주세요 복만가 바꿔주세요 ဟုတ်ကဲ့လိုက်ဆိုပါမယ်ဗျာ 바꿔주세요 바꿔주세요ပုံမှန်က 바꿔주세요 သိကောင်းပါတယ်အားလုံးပဲနောက်ဆုံးအနေနဲ့အကောင်းဆုံးအတန်ထွက်ကြည့်ကြပါဦးနော် ဟုတ်ကဲ့ဒီနေ့လေ့ကျင့်ရတာတော်တော်လေးအတုံးဝင်ပါတယ်ဗျာ ဒီနေ့လေးလာမှုတိလျှောက်လုံးအဆက်မပြတ်လိုက်စုံနိုင်ခဲ့တဲ့အတွက်တကက်ကိုချီးကျူးပါတယ်ရှင်ဘာသာစကားတစ်ခုကိုဒီလိုပဲအတန်ထွက်ပြီးထက်ခါတလဲလဲလေ့ကျင့်တာအကောင်းဆုံးပါပဲ မှန်တာပေါ့ဗျာစကလုံးတွေကိုတေချာအတန်းထွက်တလိုင်းနေယုံကြည်မှုလဲတိုးလာမှာတေချာပါပဲ ဒါပေမဲ့မဆုံးခင်မှာစဉ်းစားစရာလေးတစ်ခုပြောပြချင်သေးတယ်လေအခုနောက်ပိုင်းကိုရီးယားမှာ Lumex တိုးဆိုင်ခေါ်ရဲ့မူရင်းဖတ်မဲ့ကြောင့်ဒီအရင်များလာတယ်ပေါ့နော် ဟုတ်တယ်ကြားဖူးတယ်ဗျာ24နာရီဖွင့်ပြီးကိုယ်ကိုင်ငွေရှင်းရတာလေ ဟုတ်တယ်အဲ့ဒီလိုဆိုင်မျိုးတွေမှာဆိုရင်ဆိုင်ရှင်မရှိတော့ဒီနေ့တင်ခဲ့တဲ့ကျုံကကကျူစေအိုဆိုတဲ့စကားလုံးนี่30လိုပါအောင်မလားစတရီနဲ့ပဲကိုလိုက်ဝဲယူရတော့မေးဆိုရင်ဘလို့နေမလဲဆိုတာစိတ်ဝင်စားစရာစဉ်းစားကြည့်ဖို့ခြံထားခဲ့ခြင်းပါတယ်ရှင်ဒီနေ့အတန်ဖိုင်ကိုအချိန်ချင်းပြောင်းဖွင့်ပြီးအလော်လျောထွက်လာရဲ့အထီးလေ့ကျင့်ပေးကြပါနော် ဟုတ်ကဲ့ပါရှင်မအားလုံးပဲဆက်ပြီးလေ့ကျင့်ကြပါဗျာ